ဒီဉာဏ်ရတနာမှာအလျံတပြားပြားအမောင်မစွန်းတဲ့မဟာမျိုးမဟာနွယ်တို့ကိုကိုင်းဆရာတို့ကြီးတာနိုးပျော်ပွဲထူးမချနာနဲ့ကြိုးတော်မူကြပါစို့လားခင်ဗျာခန္ဓာစီရင်ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်ကျွန်တော်တို့ခေတ္တညီပြီးပါပြီးမှကျဲမယ်လေပြီးမှကျဲမှာခေါ်နေတယ်ဒီနာကိုထွက်ပြီးပါဒီအားချပြီးတော့ခန္ဓာဆက်လက်ဆောင်ရွက်မှာဖြစ်တဲ့အတွက်ဟိုပတ်စံကျေးတာနည်းနည်းလေးတော့ကျေးလိုက်တော့เนาะဒီမှာခန္ဓာလေးဖြစ်ဖြစ်မှာဆိုခန္ဓာနောက်ဆက်ဖြစ်မှာဆိုပတ်စံကျေးတာလေးနည်းနည်းလေးတားပြီးပါစားရနော်ဒီရေသရာဆိုင်နေရနေများစွာကိုဤကျေးဇူးရှင်ဝပေါ်ခြင်းမဲပါမိဘဆရာတပြားထုံးမှာခုနာဝေယနောဝဝုတိကြည်ပြီးသူအားညွန်တော်ကြည်ရောစေတနာဖြင့်မခံစားနိုင်ဘုရားကြမူထိုသည့်သူအားလိုလားတောင်းစုအာယုဝနာဒုက္ခဗလာပြေတော်ရသည်ဘုရားရှင်တော်မိဂုဏီဘုရားရှင်တော်မိဂုဏီဒီကဘုရားရှင်တော်မိဂုဏီအနည်းပေါ့နော်ယမတော်မှာအမိဖဆရာသမားတို့အားရိုသေတော်ရှင်ဘုရားပူဇော်ခြင်းလောက်ချီခြင်းစသောကောင်းမှုတို့ကိုပြုကြရအောင်ဒါကြောင့်မလို့သာရဝိသနာနာတာမင်္ဂလာကျင်းပါမယ်သမီးလေးများလည်း
စုံကြီးတော်အဖြစ်ပေါ့နော်ခုံကလေးပါပေါ်ရောက်တယ်လို့ပဲဆိုလိုက်ကြပါလို့အဲ့ဒါကြောင့်မလို့အနန္တ၅ပါးကိုဥတော်ခြင်းမှာကာယပနာမဝစီပနာမအနောပနာမဟူသော၃ပါးဣဇဝိပနာမဝေဒနာပနာမသက္ကိစ္စပနာမဟူသော၃ပါးတို့ဖြင့်သမီးလေးများနဲ့အတူ